နေစနေကယူတာဖြူစင်ခဲ့စီလူချီလေးအေးမြလူတာယာနေတဲ့ကိုဘဝတဲ့ဘယ်သူဝင်ကဆေးဆိုးလိုက်ပြီလေအိုးအေးလို့ရတော့ရင်မောကနေရတာစိတ်စားလို့ပဲကိုကြီးကြပါဦးဒီမကြောက်ချောချတွေးများနေ you နာမည်အရင်ကတော့ဇော်လင်းဦးပေါ့နော်အားလုံးကတော့ကိုဇော်ပဲခေါ်ကြတာပေါ့နော်မိတ်ကပ်လောက်တော့လဲကိုဇော်နာမည်နဲ့ပဲလောက်တာပေါ့ဒါပေမဲ့ Facebook မှာတော့ဝင်ရထက်ပဲတိကျတာပေါ့နော်ဟိုပါပေါ့မတ်ဆွေရူအစားပေါ့မတ်ဆွေနေဆွေအစားတို့ကလည်းဝင်ရထက်ပဲခေါ်ကြတာပါကိုကတော့ဟိုဒီလိုပေါ့မိန်းကလေးလိုနေတာကတော့ငငယ်လေးတွေကပေါ့နော်ကိုကဒါပေမဲ့ကိုဟိုအတိအကျကြီးတော့ LGBT တယောက်ဖြစ်တယ်ဆိုတာတော့မသိသေးဘူးပေါ့နော်နောက်ပိုင်း6တန်း9တန်းလောက်ရောက်တော့မှကို LGBT တယောက်ဖြစ်လာတဲ့ဆိုတော့အတိုင်းတာလေးတော့တိလာတာပေါ့နော်အဲ့ရမှာတစ်ဆင့်နည်းနည်းအလုပ်တွေပါလုပ်ငန်းတွေဝင်နေပါဝင်လာတဲ့အခါကျတော့ပို့ပြီးတော့ကို LGBT ရောက်ဖြစ်မှန်းပိုတိလာတာပေါ့နော်နည်းနည်းတော့ကိုလည်းနည်းနည်းအများနည်းတူပေါ့နော် struggle လေးတော့ရှိခဲ့တာပေါ့နော်အေးအဖေကဆိုရင်သဘောမကြဘူးပေါ့လေမိဘများသောအားဖြင့်တော့မိဘနှစ်ပါးမှာအဖေနဲ့အမေနဲ့မှာအဖေကပို့ပြီးတော့ strict ဖြစ်တာပေါ့နော်တီတီကြကြကိုယောက်ျားလေးတယောက်လိုပဲဟိုမြင်စေခြင်းနဲ့တွာလာလှုပ်ရှားစေခြင်းနဲ့အဲ့ပုံစံမျိုးလေးတော့ငငယ်တော့ဟိုဘယ်လိုပြောမလဲစူတာတွေပေါ့အဖေစိတ်တိုင်းကြနေခဲ့ရယောက်ျားလေးတယောက်တူပဲကွာအရင်တော့ဆိုဒီလိုမနေရအောင်ဟိုထွေးကိန်နဲ့ဝေလူကျော်ကိန်နဲ့နေခဲ့ရတဲ့ဘဝတည်ပြီးတော့ပေါ့နော်အလောက်ကန်ရစားအဖေပုံသွင်းတဲ့အတိုင်းပဲလုပ်ခဲ့ရတာပေါ့နော်အရင်တော့ကိုယ့်အလောက်ကဒီမိတ်ကပ်မလုပ်ခင်တော့ကိုကအဖေတွေမိဘတွေရဲ့သဘောအတိုင်းပဲပေါ့နိုင်ငံခြားတက်မော်လိုက်ခဲ့ရတယ်ပေါ့နော်အဲ့တော့လည်းယောက်ျားလေးပုံစံပဲတွာလာလှုပ်ရှားခဲ့ရတာပေါ့ကိုကအလှပကိုကြိုက်လာတယ်ကြိုက်တယ်ဒါပေမဲ့တငယ်ချင်းပေါင်းတဲ့နေရာကိုယ်တိုင်တော့လည်း LGBT တိုင်းဝိုင်းလေးနဲ့စခင်ကစားဆိုတော့မိတ်ကပ်လိန်လင်းချင်တယ်သူတို့ဟိုဟာဖြစ်ချင်းဝင်လုတ်ပေးခြင်းတယ်ဒါပေမဲ့ကို့မှာအရှိန်လေးတစ်ခုကရှိထားတဲ့အခါကျတော့မိဘမြန်ဟိုဟာဖြစ်မလားအဲ့လိုပုံစံမျိုးပေါ့အဓိကဘာလို့ဆိုတော့ဒီမိတ်ကပ်ကိုလုတ်ချင်နေတာလုတ်ချင်တယ်သူများလိန်လင်းချင်တယ်သူများစရုံးတွေထုံးချင်အဲ့လိုပေါ့အဲ့ရနေတစင်ကိုစပြီးတော့တိလာတာအချိုးအခွေလေးอ่ะအဲ့ရနေစတာပေါ့နော်1981 82လောက်မှာဟိုဘက်အိမ်ကတချင်းနေဖွင့်တယ်ပေါ့အဲ့တော့ကြားဘူးမှာပေါ့နော်ကိုရေးကိုရမှာချင်းမများနဲ့တော့ဘာကြောင့်အဲ့တချင်းလေးကကိုစပြီးတော့မတ်ဆွေဆိုတာတိလာတယ်ပေါ့ဟာဒီမျိုးသမီးအရန်အတန်ကောင်းတာပါလားဆိုပြီးတော့ကိုကသဘောကျလာအဲ့ကနေတချင်းပေါ့နောက်ပိုင်းကျတော့တေဂီတာအစီအစဉ်တို့ဘာလို့မှ၄တန်းလောက်မှာစပြီးတော့တိတိကျကျကိုကတိသွားပြီဒီမျိုးမေးဆွေဆိုတာပေါ့နော်အဲ့ကနေတချင်းမပန်တိုင်းပြောရင်တော့ပထမတော့ကတော့သူ့ကိုကြိုက်လို့ကြိုက်တာပေါ့နောက်ပိုင်းကျတော့အခုဘောမျိုးမေးသလိုပေါ့ဘလို့ကြောင့်သူ့ fan ဖြစ်လာတယ်ဆိုတော့တိုင်းတာမှာ right မှာပဲသူ့ကိုကြိုက်ပြီးတဲ့နောက်ပိုင်းမှာသူ့တဖြည်းဖြည်းနဲ့ဟိုဖြစ်လိုက်တဲ့အခါကျတော့သူ့ခွေတွေကအများကြီးပဲဒါပေမဲ့ तू အဲ့မှာအရေးခွေထွက်တဲ့ခွေတိုင်းလဲ तू quality ကောင်းကောင်းနဲ့အရေးချင်းရှိနဲ့သိရမှာလဲ तू ရက်တည်နိုင်တယ်နောက် तू အဲ့တော့ကိုလေးဟိုဖြစ်လာတဲ့အချိန်မှာလဲနောက်ရုပ်ရှင်တွေလဲ तू ရိုက်တယ်နော်ဟိုပါပေါ့တချင်းတွေလဲဆိုတယ်အဲ့လိုအချိန်မျိုးမှာနောက်ပိုင်းကျတော့ဘာပဲဖြစ်သူ့ဟိုပါပေါ့ဟိုတရုပ်ဆောင်တာတွေနောက်ဆုံးမိဒီဟိုအဆိုတော်လောက်တာလေးတွေအစားပေါ့နော်အဲ့မှာတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဟိုဖြစ်လာတာပေါ့နော်ဟိုပို့ပြီးတော့တေးကြလာတာပေါ့နော်6တန်းလောက်မှာသူ့ရဲ့မာကန်ဖြစ်ဖို့တော့လုံးဝတေးကြသွားပြီအဲ့လိုဖြစ်လာတာပေါ့အဲ့ဆိုတော့အဲ့ဒီအချိန်မှာဟိုသူရုပ်ရှင်ကားတွေကိုကြောင်ပြေးပြီးခိုးကြည့်တာတော့လုတ်တက်နေပြီလေနော်အဲ့ဒါစတာပေါ့နော်စစုဆောင်ပြေကတော့ဟိုငငယ်တုန်းကတော့အဲ့လိုမျိုးပေါ့နော်ဟို6တန်းလောက်မှာစပြီးတော့စာတွေကောင်းကောင်းဖတ်တတ်နေပြီလေမဂ္ဂဇင်းတွေငါဘာတွေငါဆိုရင်မတ်ဆွေပုံမြင်ကြီးကိုကလေလိုချင်တယ်ဒါပေမဲ့ဒီစာအုပ်ကြီးလည်းကိုကမွဲနိုင်ဘူးဒါပေမဲ့ငယ်တဲ့စိတ်အနေထားမှာကြတော့လေသူကဘယ်လိုဖြစ်လဲဆိုတော့ဒီစာရွက်တွေတွေ့ရကိုငါဖျဲချလိုက်ရင်စောက်ဆယ်အတိမှမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုဖျဲလိုက်တယ်အိမ်မှာတော့အဲ့ဒါအမေခဏရှင်းရတာပေါ့တော့ကြောစောက်ဆယ်လိုက်လဲစာမျက်နှာလေးကြော်မြဆွေပုံတွေပျောက်သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တဲ့ခါကျတော့ကိုတွေကအမေဆိုစောက်ဆယ်ခဏယောရတယ်လစ်သွားမငားနဲ့တော့နောက်ကျရင်အဲ့တော့ကိုကအဲ့မှာအသိစိတ်လေးဝင်သွားတာဟုတ်ပြီဒါသူများပစ္စည်းကိုဒါဖျဲတာခိုးတာပဲပေါ့နော်မလုပ်တော့ဘူးငါအသက်ကြီးရင်ငါပတ်စံနဲ့ငါရှာနိုင်ရင်ငါဒီစာအုပ်တွေသူနဲ့ပတ်သက်တဲ့ဒီအပုံလေးကိုငါပတ်စံနဲ့ငါဝယ်မယ်ဆိုတဲ့စိတ်ကူးလေးအဲ့မှာစားရလိုက်တယ်နောက်ကဆက်ခွေ90ဆိုင်တွားရင်လည်းအဲ့လိုပဲအဲ့ခုဖိုဝါပေါ့ဒီ series cover လေးတွေမှာလေအရန်လှတဲ့ပုံလေးဆိုပြတ်မပေးချင်ဘူးအဲ့လိုပြတ်မပေးချင်တဲ့အနေထားလေးရတယ်စပြီးတော့ဒါကလည်းအမေပြောတာအမေတို့ကသူများပစ္စည်းမပေးမကောင်းဘူးဆိုပြန်ပို့ပေးရတယ်ပေါ့နော်ရှစ်တန်းနှစ်ကစပြီးတော့အဲ့ရနေတစ်ခွေစနှစ်ခွေစနောက်ပတ်စံတက်နိုင်ဆိုလို့စုရင်းနဲ့အခုဒီအနေထားလေးဖြစ်လာတာပေါ့နော်10တန်းအောင်တော့ချက်ချင်းပဲအလုပ်တိုင်းရတာပေါ့နော်အဲ့တမောလိုက်တဲ့အခါကျတော့ငွေရလာပြီလေငွေရလာတဲ့အချိန်မှာအဲ့ချိန်တော့ကလည်းကိုရီ10တန်းလောက်ခုနှစ်ကဘယ်လောက်ဖြစ်သွားမလဲဆိုကိုတမောလိုက်တဲ့1999ဝင်းကျင်လောက်ကသူကအမှန်တည်းပြောရင်ဘို့လို့ပန်းစူရန်တို့ဘာလို့မှလေအဲ့ဟိုပါပေါ့ခွေးတွေပါရောင်းတဲ့ဟိုဟာရှိသေးတယ်
အဲ့လိုမျိုးတီးတောင်လေးဆိုင်နေလိုက်တော့ရှိသေးတယ်အဲ့အချိန်လဲကြာလဲကြာငွေတက်နိုင်တဲ့အချိန်လဲကြာကြောင့်တစ်ခါဝယ်ခိုး20 30 50အဲ့လိုတော့ဝယ်ပလိုက်တာအဲ့ဒါနေတစ်စင်ပေါ့နည်းနည်းပို့ပြီးတော့ခုလောက်နေထားပို့ဖြစ်လာတာပေါ့နော်အဓိကတော့ငွေကိုငွေကိုရှာနိုင်တဲ့အချိန်မှာပို့ပြီးတော့ပို့အဆင်ပြေသွားတာပေါ့နော်အဲ့ဒါလေးကဟုတ်ဟိုးနေရပေါ့နော်10 တန်းလောက်ထေးရသူထွက်တယ်ပြက်ကလေးတွေထွက်တယ်လေအဲ့ကတော့အမလည်းပြက်ကလေးအရန်ထွက်တယ်မင်းသမီးတယောက်ထဲမှာပါတယ်လေပါတော့အဲ့တော့အဲ့တော့ဒါအမှန်နဲ့ပြကို့မှာရှိတဲ့ပုံလေးကဒါအမှန်နဲ့ပြ3ပုံရင်တစ်ပုံလောက်ပဲရှိပါသေးတယ်တကယ်တော့ကိုယ့်ရဲ့ရတဲ့မဘိုးနဲ့အကုန်လုံးဝယ်မစုနိုင်ဘူးအရန်ကိုလှတယ်ကိုအကြိုက်ဆုံးဆိုတဲ့ပုံလေးကိုပဲဝယ်စုတာပေါ့နော်အဲ့ရနေတစ်စင်သေးချာစနစ်တကျနဲ့တင်ဆဲထားတယ်အခုလိုမျိုးဖြစ်တာကတော့ဒီဘက်ခေတ်မှာပုံများသွားတာပေါ့နော်ဒီဘက်ခေတ်မှာ Facebook ကနေပြီးတော့တငယ်ချင်းတွေကတင်ကိုကသွားပြီးတော့ဟိုမှာ print ထုတ်ပြီးတော့ကိုကတည့်ရမော်လာတာပုံလေးထုတ်တယ်ထုတ်ပြီးတော့ဒီဓာတ်ပုံမောင်လေးကိုကဝယ်တယ်ကိုကပြန်ပြီးတော့အဲ့လိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့များလာတာပေါ့နော်ဒါပေမဲ့စုတာကတော့10 တန်းလောက်ထဲကစုတာကတော့6 တန်းတွေကစုတာပေါ့ပုံလေးကတော့6 တန်းတွေကစုတာယနေ့ချိန်ထိပေါ့နောက်တငယ်ချင်းတွေကလည်းအခုမျိုးတို့ပေါ့ခင်တဲ့လူကလေဘယ်လိုလဲဆိုတော့ तू ကမိတ်ဆွေရမ်းကြိုက်တတ်တယ်ဆိုရင်ပုံလေးလာပေးကြတာလက်ဆောင်ပေးတာမျိုးတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးနဲ့လေများသွားတာလဲပါတာပေါ့အဲ့လိုမျိုးဟုတ်မဆွေပုံတွေကိုကအဲ့လိုဓာတ်ပုံပေါင်းနေနဲ့တေးချာနအဲ့လိုမျိုးဟွာတပုံပြီးတပုံလောက်တယ်မင်းကငါတို့ကိုကြတော့သိရမှာလားဟုတ်တယ်အဖေနဲ့အမေနဲ့ပုံကလည်းတိတ်ထူးထူးဆန်းဆန်းမရှိဘူးအဲ့တော့တပုံကောင်းလေးလုပ်ပေးမှဆိုအကြီးတပုံလုပ်ပေးလိုက်တယ်ဟုတ်တယ်မလားကျန်တဲ့အမပုံတွေကြတော့အများကြီးဖြစ်တော့လေကြိုက်လို့ဟိုဘယ်လိုပြောမလဲဒီဟာတွေဘလို့ထပ်ပြီးတော့လုံးလုံးမကုန်းပေါ့နော်အဲ့ဒါလေးကိုတော့သူတို့ကဟိုဟာပေါ့ချစ်စနိုးတဲ့စကနာထိုးတာတော့ရှိတာပေါ့နော်အဲ့ဒါမိဖားနဲ့သားမိကြဒါတော့ပါပဲနာဂစ်တုံးကလည်းဒီနောက်ပွဲဒီဘောကနေပြီးတော့ခေါင်းမွေးပွင့်ထွက်သွားတဲ့အခါကျတော့ညဟိုဟာပေါ့မနေ့6 နာရီလောက်ဝင်းကျင်ပေါ့အိမ်မားလည်းအုပ်စီကအဲ့ဟိုပလတ်စတစ်ကလည်းအဲ့တစ်ခုပဲရှိတယ်အဲ့တစ်ခုရဲ့ရှိအခါကျတော့အဲ့အဖေကအပေါ်တက်มาတဲ့ဟိုနည်းနည်းဟိုရေဆိုလို့စင်မပြေတဲ့ပစ္စည်းတွေ TV တော့အောက်ပေါ့နော်အဲ့လိုပြောတဲ့ဟာကိုကmusic ပုံအုပ်ထားလိုက်တယ် plastic ကလည်းတစ်ခုလေးရှိတာ哦အဲ့တော့တက်လဲတက်လာမင်း music ပုံဘာလို့အုပ်ထားရပေါ့ငါ TV ကိုမပေါက်ခွင့်နဲ့ဘာညာနဲ့ပြောဟောဘူးလို့ပြောလို့မ TV ကပြန်ဝင်လို့ရတယ်လို့ music ပုံကပြန်ဝင်လို့မရဘူးလို့အဲ့လိုပြောတဲ့အခါကျတော့အင်းအဖေကစွာပြစ်တာဗောစူတာဗောတိရမှာမင်းကွာဆိုပြီးပြန်ဆင်သွားဒါလည်းအမှတ်တရတော်သေး TV ကလည်းမပြတ်သွားဘူးတော်တယ်ဒီလိုဆိုတက်လို့ပြောအရင်တော့အဲ့10 တန်းလောက်တုန်းကတော့အဲ့ကိုတယောက်ကဟိုဟာပေါ့ကိုခေါ်သွားတယ်အမျိုးသားဆိုင်ကိုခေါ်သွားတယ်အမေစုပွဲရှိရဲဆိုပြီးတော့ကိုကတော့ကိုစိတ်ထဲမှာထင်တာငါထိုင်ကုန်တဲ့တေချာကြနပေါ့နော်ကြည့်ရမယ်ထင်တာဘယ်ဟုတ်မလဲ तू ကစလိုက်ထိုးတဲ့လူဆိုတော့ဟိုကောင်းညီကြီးပေါ်မှာ तू စလိုက်စီကြီးပေါ်မှာကိုခေါ်ချသွားတာအပေါ်ကနေအဲ့စလိုက်စီကြီးပေါ်မှာကိုတက်သွားတယ်ပေါ့နော်တက်သွားပြီးမေစုကိုကြည့်လိုက်တာအမဟိုအနီဝတ်ထားတာအဲ့နေအနီရောင်လေးပဲမြင်ရတယ်လှုပ်နေအဲ့ဒါပဲပေါ့နော်အမှတ်တရပြီးလေပြီးတော့အဲ့တငယ်ချင်းကိုကမဖြစ်တော့မရတော့ဘူးဆိုဆင်းပြီးအမလှေကားတစ်ကနေဆင်းလာပြီးတော့အဲ့အမရှိသွားတာဖြစ်ချင်တော့ကိုရောက်သွားတဲ့အချိန်မှာအမကသူ့အစီအစဉ်ပြီးလို့ तू ကပြန်သွားပြီပေါ့ပြန်သွားတဲ့အချိန်မှာကိုကသူ့နောက်ကိုလိုက်တဲ့အချိန်မှာသူ့ကားထွက်သွားတယ်အဲ့ဒါအမနဲ့တွေးခွင့်မရလိုက်ဘူး10 တန်းလောက်တုန်းက10 တန်းလောက်ကနေပြန်အစပြုပြီးပြောရမှာပေါ့နော်10 တန်းလောက်9 တန်းလောက်မသိဘူးတိတ်မမှတ်မိတော့အဲ့ဒါဆိုတော့ရုပ်ရှင်စင်ရတု85နှစ်ပြည့်အဲ့တော့လည်းအမပါတယ်ပေါ့နော် TV မှာကြော်ညာသွားတယ်ဆိုတော့ရဲအောင်မေးစုမြတ်သူစားဘယ်နေ့သူတို့နဲ့ဓာတ်ပုံတွဲရရင်ဓာတ်ပုံ200အဲ့တော့လေကိုရီးယားရတာ50ပဲရတာလေ50ပဲရတဲ့အခါကျတော့အဲ့ဒါနဲ့ဘယ်လိုဖြစ်လဲဆိုတော့အဲ့အစီအစဉ်လေးကိုကိုကတွားပြီးဓာတ်ပုံရမ်းရိုက်ချင်တာသူနဲ့တငယ်ချင်းတွေကိုလည်းမိတ်ဆွေနဲ့ရိုက်ထားတယ်ဆိုတဲ့ဟာကိုပြချင်တာကြွားချင်တာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့အဲ့ဒါဘာလို့ရလဲဆိုတော့စာရေးတွားကတ်တယ်စာရေးတွားကတ်ပြီးတော့စာရေးကလေးတွေအဲ့တုန်းကကော်ကတ်ရတာကော်ကတ်ရင်တော့အဲ့ဒါ9 ရက်ပြည့်လေးပြီးတော့သူလိုတဲ့200ကြော်လေးရတာအဲ့မှာတွားပြီးတော့ဟိုပါပေါ့အဲ့တုန်းကသူတက်မတော်ဘေးနာကဘာဟိုလည်းမသိဘူးတက်မတော်ခမ်းမဘေးနာအကွင်းကြီးမှာသူကလောက်တာအမဟိုကိုပတ်စံစုပြီးတော့တွားတဲ့နေကြမှာပဲသူကမအားလက်လို့မလာဘူးဆိုတော့အဲ့ဒီကကိုလို့စုံစည်းတော့ဘူးလားမသိဘူးဆိုကွင်းထဲမှာအကြော်ကြီးပဲတိလားမြခင်းပြည်မှာထိုင်စိတ်ပြက်လက်ပြက်ထားပြီးတော့တိလားအဲ့ဒါကောဒူတယောက်ကလာမေးတာဘာဖြစ်တာလဲကွာလေးစစ်တန်းလောက်ဆိုတော့လေအိမ်မပြန်သေးဘူးပေါ့နော်ည6 နာရီလောက်9 နာရီလောက်ဖြစ်နေတဲ့အခါကျတော့အဲ့နဲ့ဘာဖြစ်လို့အိမ်မပြန်သေးမဆွေပေါ်လို့မလာဘူးလို့တိလားလို့အဲ့လိုမျိုးဖြစ်တော့သူကျွန်တော်ကလို့ဒီမှာပတ်စံလေးနေရာကင်ထားတာလို့တော်သေးရဲ့လို့ကျွန်တော်ဘောက်ချသွင်းကျွန်တော်ဆုံးတော့ပါလို့အေးတဲ့ဦးတော့မဆွေနဲ့ရင်းနှီးခဲ့ပေါ့နော်ဦးကွာဖြစ်ရင်တော့ဟိုနောက်ကြတော့မှဒီမြမတန်းနေပြီးတော့သူရွေးတရားတေးကြပြာမှာသူအဲ့ဒီကမှာအားလက်လို့ပေါ့နော်မလာပြစ်ဘူးလို့ပြောတဲ့အချိန်မှာတောင်းပန်လိုက်တဲ့ပုံစံမျိုးပေါ့သူကပြိသက်တွေကိုအကုန်လုံးပြောလိုက်တဲ့အချိန်မှာကိုနည်းနည်းတော့စိတ်နည်းနည်းချမ်းသာသွားတာပေါ့နော်အမဒီလိုမျိုးမဟုတ်ပါဘူးပေါ့ဆိုတော့ဟိုမျိုးပြောတဲ့ question ပေါ့နော်အမနဲ့ကိုနဲ့စူးစမ်းမှုအထောက်မှုလွဲချော်မှုလေးတွေပေါ့အဲ့တော့ကိုလည်းစိတ်မကောင်းဖြစ်ခဲ့ရတဲ့ဟာလေးတွေလည်းအဲ့ဒါလေးပေါ့ဟိုငငယ်လေးလောက်ထေးရပေါ့နော်အဲ့ဒီဂျားထဲမှာလည်းအခု
စောပြောသလိုပေါ့ဟိုတခါတည်းကျရင်ကိုဟိုဘာဖြစ်အတိမတ်ပြုတ်စေခြင်းတဲ့အခါကျတော့အမဟိုဟာဆိုတော့တခါကျရင်ဆောက်ရကလေးမှာရေးလေကျွန်တော်ကမေးဆွေတချင်းများအုပ်စုလေးကဝေရထက်ပါရေးလိုက်ရင်အမတခါတည်းကျရင်ဘာရမဟုတ်ဖက်နဲ့သူဖတ်ကြည့်တယ်ပေါ့အဲစင်ပေါ်မှာသူ့အယုတ်ကလေးပေးနေအဲစာရွက်ကလေးထိုးထည့်ပေးလိုက်တယ်အမဖတ်ကြည့်တယ်ဖတ်ကြည့်ပြီးတဲ့အခါကျရင်သူကလည်းဒါဟုတ်ပြီအဲ့လောက်ပဲပြီးသွားတဲ့အခါကျရင်သူကတော့ဒီစာရွက်ကြည့်ကိုဘယ်ယူရမလဲဟုတ်တယ်မဟုတ်လားမတိမတာလေးသူကတော့ပြစ်ချခဲ့လိုက်တာပေါ့အဲ့ဒါကိုကြည့်ပြီးတော့သွားပြန်ပြီးသိရမဟုတ်လားအမကမသိပြန်ဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့ဒါလွဲချော်မှုလေးတော့ရှိခဲ့ပါတယ်အများကြီးအမတော့မှတ်မိချင်မှမှတ်မိတော့မှာပေါ့နော်သူကလည်းလူအများကြီးတဲ့ဆိုတဲ့အခါကျတော့လေဟုတ်ဟိုတွေးတဲ့အချိန်တိုင်းသူကတော့ဘာပဲဖြစ်ဖြစ်ပါအမတော့တွေးတဲ့အချိန်တိုင်းလိုက်လဲနဲ့ဟိုလက်မှတ်လေးတွေထိုးပေးတယ်ကိုရလို့သူတီတီကြကြတိသွားတဲ့ဟာကတော့ဆော့ဆော့ပြောလို့ပေါ့တငယ်ချင်းတယောက်ကကိုပုံလေးနဲ့ဓာတ်ပုံရိုက်ပြီးတော့Facebook တင်ပေးလိုက်တယ်အခုစုဆောင်းထားတဲ့ပုံလေးနဲ့ပေါ့နော်အဲ့မှာအမတိသွားတယ်အဲ့ဒါကတော့ဒါလေးရလေကို fan လေးရလေဟိုကိုရရင်ထုံးဆိုတာလေသူကအဲ့ဒါလေးလုတ်ပေးတာသူ view design နဲ့မဆွေရဲ့ဟိုဘယ်လိုပြောမလဲအကုန်လုံးဟိုပါလေးတဲ့ပုံလေးပေါ့နော်မဆွေရဲ့ဒီ series ထွက်သမျှမှန်သမျှကိုသူကအကုန်လုံးသူကဟိုစုဆောင်းပေးတာဒါသူကလေကိုမဆွေတအုပ်ကိုတအုပ်သူရှိမှလက်ခံတအုပ်ပေါ့နော်ပေးရင်းနဲ့အဲ့ဒါအဲ့နှစ်ကအဲ့ဆော့ဆော့ပြောတဲ့ဟိုကတ်စုံတဲ့ကတ်ကလေးကဘယ်လိုဖြစ်သွားလဲဆိုဒီစာအုပ်ကလေးကသူပြန်ရှင်းပြရင်းနဲ့အဲ့လိုမျိုးပေါ့ဟိုရိုက်ဖြစ်သွားတဲ့ပုံလေးပါအဲ့ဒါလေးကတော့ဟုတ်ဒါအနှစ်ကဒါအမတ်တရလက်မှတ်ကလေးပေါ့နော်မရဲ့အမတ်တရလက်မှတ်ကလေးပါဟုတ်နောက်ထပ်ပြီးတော့အမတ်တရလေးကတော့ပြီးခဲ့တဲ့နှစ်အမနိုင်ငံခြားမပြန်ခင်မှာကိုရီဖန်တွေကိုအမဟို Jazz Kitchen ဆိုတဲ့ဆိုင်မှာပေါ့နော်လိုက်ပြီးတော့ကျွေးဘူးတယ်အဲ့ဒါကိုကတော့အမဘက်ကဘယ်လိုပဲဖြစ်ပေါ့နော်ဒီလိုဆိုင်ကြီးမှကျွေးမှမဟုတ်ပါဘူးအိမ်မှာပဲဟိုမုတ်ကလေးနဲ့ကော်ပီလေးတိုက်နေတာမှအမကိုယ်တိုင် treat လုပ်တဲ့ဟာလေးကိုအရန်ပီတီဖြစ်တယ်ဒါပဲဆိုင်ကြီးမှစားမှမဟုတ်ပါဘူးအဲ့လိုမျိုးတော့ဟိုအမနဲ့ပတ်သက်ပြီးတော့အမှတ်တရလေးတွေရှိပါတယ်ဟုတ်ကဲ့အမအခုချိန်ကြီးပေါ့နော်အသက်အမဒီလာမဲ့ဟိုဟာဆိုရင်63ပြည့်ပါပြီဒါပေမဲ့အခုချိန်ကြီးအလုပ်တွေအမလုပ်နေရတော့မှာပဲဒီ Swiss ဆိုတာလည်းအမှန်တည်းပြပြရင်တကယ်တော့သူ့ရဲ့သမိုင်းနဲ့အစင်လာအကြီးကြီးပါနော်သူအခု live show ပွဲလုပ်မယ်ဆိုရင်တော့မှလည်းဟို10ပွဲလို့ရင်တော့တချင်းမထပ်ပါဘူးเนาะအခုဒါလေးကတက်တည်ပဲပေါ့เนาะဟုတ်တယ်မလားအဲ့တော့အမလည်းလှလှပပလေးနဲ့တချင်းတွေအများကြီးဆိုနိုင်ပါစေအမတို့ရုပ်ရှင်ပြန်ရိုက်စေချင်တယ်အမတော့မရိုက်တော့ဘူးဖြစ်တဲ့အတွက်ဒါတော့ဟိုကိုယ်ဆန္ဒတော့မဖြစ်တော့ဘူးပေါ့เนาะအဲ့တော့အမလှလှပပလေးနဲ့အမြဲတမ်းတချင်းတွေအများကြီးဆိုနိုင်ပါစေအမကိုလည်းကိုရီးယားအမြဲတမ်းအားတက်လုံးအမအားပေးနေမှာပါအမတက်ဆုံးတိုင်ပေါ့နော်အားပေးနေမှာပါဟုတ်ကဲ့ကျွန်တော်မေးဆွေတချင်းများဆိုရဲဟို group လေးထောင်ထားပါတယ်အဲ့ထဲမှာက admin လေးနဲ့လုပ်ပါတယ်ပေါ့နော်အဲ့ group ကိုလည်းလာဖို့ invite လုပ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဟောဒီနေ့ကိုယ့်အတွက်ဒီနေ့က birthday man ဖြစ်နေရပါတော့ဟိုကမွေးနေ့လပေါ့နော်ပြီးခဲ့တဲ့6လကတော့မွေးနေ့ပြီးသွားတယ်6ရက်နေ့က sorry မွေးနေ့ပြီးသွားတယ်ပြီးသွားတော့ဒီလကဒါဒီအစီအစဉ်လေးကကိုဖြစ်စေခြင်းတဲ့အစီအစဉ်လေးလည်းဖြစ်တဲ့အတွက်ပေါ့နော်ဒါဒီမက်ပီတာဒါကို present ပေးတဲ့လူပဲကိုသတ်မှတ်ပါတယ်ဒီ present လေးရလေကိုတို့အကောင်းဆုံး present လေးပါပဲဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ